ထိုးမှာမိုင်းစမ်း မင်းတို့မောင်လေးကိုပြ မိုင်းစမ်းရှိုးဟေးရှိုးကြိုက်လား ဘယ်လုံးနေလဲပေါ့ ကြိုက်လားဘယ်လိုသဘောရလဲထိုးရမလားထိုးရဘူးလား ဟဲ့မထိုးနဲ့ မထိုးရဘူးလားဆိုတော့တတူကဘယ်လောက်ခံပါလဲ တူက3ရက်နဲ့နေပြီး9ရက်နေလောက်ထိခံ တတူ3ရက်နဲ့5ရက်ခံတယ်တတူကတတူကတော့အဲ့လိုအရင်တည်းကအဲ့လိုထိုးကျင်တဲ့ဟိုဟာရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအိမ်မထဲမှာသွားထိုးတယ်ဒါပေမဲ့ပြီးသွားရင်အပြင်မှာမကြိုက်တော့တော်လှနေပြီတဲ့ဟဲ့မထိုးရသေးဘူးလို့တတူကမထိုးရသေးဘူးမင်းတို့ကမဟုတ်တော့ဘူးကွာဒါလေးထိုးလိုက်မယ်ဟုတ်လားโอเคဒီနောက်မှထိုးလိုက်မယ်အဲ့လိုကိုအဖွားကလည်းရှိသေးတယ်အဖွားကသူ့ရဲ့အချက်ဆုံးမြီးလေးကအဲ့လိုမျိုးတတူတွေနဲ့ထိုးပြီးတော့အိမ်မော်တက်လာရင်အဖွားကသဘောကျမှာမဟုတ် guys တော်နားတယ်နားတယ်ဟာမိုက်ပါပြီအဲ့ဒါကြတော့ဟုတ်တယ်နော်အဲ့လိုမျိုးအယုတ်တစ်ခုတော့ကတ်နေမှာပါရတန်းနဲ့တမျိုးတော့ဖြစ်အဲ့လို dragon လဲမိုက်တယ်ဟုတ်တယ်အဲ့လိုဟာလဲလူချင်းတယ်နော်စနေသားဆိုတော့အမကိုယ့်ရဲ့ idea ကတော့ဘယ်ဘက်မှာအဲ့လိုမျိုး logo တွေထိုးမယ်ညာဘက်မှာခုနကလိုရှုပ်ရှက်ခန့်နေအောင်ထိုးမယ်ကြောကုန်းမှာအပြည့်ထိုးမယ်ခြေထောက်မှာအပြည့်ထိုးမယ်ဟုတ်လား one day okay ဖလားတွေခံနိုင်ရင်9 black just say ခံနိုင်ရတော့ဟုတ်လားနှစ်ပုံလုံးတပြိုင်တည်းဆွဲတာဟုတ်လားအာမချောင်နဲ့ဟုတ်တယ် skeleton dragon ဟုတ်လားပတ်ပြီးမင်း အခုရားနေရတာလေ ရှားနေတာမဟုတ်ကောမန်နေတာတကောင်မီးတကောင်စောက်တလွဲမှန်နေတာဂျပန်ကြီးရေးပြီလားတဲ့ဈေးမကြောက်ပါဘူးတဲ့ yo ဟုတ်တယ်နော်ဒီနိုင်မှာထပ်ပတ်လိုက်မယ်အဆူးတွေမေးမိုက်တယ်ဒီမှာနောက်တော့အချွန်လေးထပ်ထိုးလိုက်အောင်ဟာနာတာဗောမင်းရလေဒါ first time ဆိုတော့ဟာမေးစောင်းဖဲတယ် what the fuck စောင်းဖဲတယ်ကွာ ကုန်မယ် ဘာညာဟောမဟုတ်ဘာဖြစ်လို့လဲမင်းတို့ဘာပြဿနာရှိတာလဲငါ့ကိုပြောကြည့်လိုက်ဘယ်ကောင်မကြည့်နဲ့တာလဲပြောကြည့်လိုက်မိုက်တဲ့ကောင်ထွက်ခဲ့လို့ရရနော်ပြောပြတာမိုက်တဲ့ကောင်ထွက်ခဲ့လို့ရတယ်ဆောင်းမိုက်တယ်လှတော့တော်လှတယ်ညီကိုတို့နော်ဒီတက်တူးနဲ့ညာအိတ်လိုက်မယ်ညာအိတ်ပြီးတော့နိုးလာတဲ့အချိန်မှာโอเคငါဒီတက်တူးနဲ့ငါတက်တက်လုံးငါနေဝါမယ်ဆိုရင်ရောအဆင်ပြေလားဆိုပြီးတော့နှစ်ခုကလက်တင်ပြီးစဉ်းစားလိုက်ဒီဘက်ကတင်ထားလိုက်ပါမယ် အခုငင်းနေနော် ဟုတ်ကဲ့ဟိုဘက်ရက်ကွက်အကောင်လေးလဲတက်တူးဆောက်တွန်းတန်းချောက်ဟာလှတယ်ကွာဟုတ်တယ်နော်ဟောဒီမှာမွေတော့ထည့်လို့ရတယ်နော်โอเคအဲ့ဒါဆိုရင်တော့အဲ့လိုပို့ပြီးတော့အဲ့လိုအနွယ်ပဲဖြစ်သွားမှာနဲ့โอเคလက်မှတ်ရောထိုးပြီးလားဗျာတဲ့လက်ထပ်စာချုပ်ထဲမှာပါတဲ့တော်ပါတယ်လို့နော်မိုက်တယ်နော်ဒီဘက်လုံးဝအပြည့်ပဲမေးမဟုတ်ပြဿနာဘာရှိတာလဲတကယ်မိုက်တယ်ကွာဒီဟာကိုဒီနားလေးမှာထိုးလိုက်မယ်ပြီးသွားရင်ခုနက sharing ငယ်မျိုးလုံးကိုဒီနားလေးမှာထိုးလိုက်မယ်ကဲ logo ထိုးပြီ asset အိုးဟိုဟာလေးလဲဆွဲလို့ရတာပဲအာကာဆူကီကလောက်လေးလဲဆွဲလို့ရတာပဲအနီလေးနဲ့ဆိုရင် wow အဲ့မကြရင်တော့ကော်ထွက်နေမှာ ဖြစ်ပြီဘာလဲဗောမနေ့ကအလက်စာပွဲမှာသိရနော်ဆိုင်လေးတက်တူငါဖြက်စီးပလိုက်ပြီငါဖြက်စီးပလိုက်ပြီရတကယ်လာတယ် logo ဟုတ်လားထိုးတင်သွားကြီးတာကြတော့ကွက်ကိုငါဇစ်လို့ငါခံစားနေရတယ်ဒီနားမှာဟိုဟာအာကာဆူကီကလောက်လေးထိုးလိုက်မယ်အဲ့ဒါတော့ရပါပြီအဲ့လည်းပြီးသွားပြီဒီမှာလှတယ်ပုံလှတယ် ကောင်လေးကထိုးလို့ရလား ကျိုး ကျောင်းကောင်လေးမှာ တော်သေးတာဗောအောက်မှာမပေးသွားလို့ဒါတက်လို့ရသေးလား အားလုံးပြန်တယ် ဒီလိုလုပ်နေတာလေဒီကကြည့်မလို့ဆိုပြီးတော့โอเคရပါတယ်ရတကယ်တတူးထိုးနေရင်အဲ့လိုဆော်တလိုက်လုံနေဘယ်လိုလုပ်မလဲအေးအာကာဆူကီနဲ့ဟုတ်တယ်ဒါပေမဲ့ဒီဟာရဲ့နေရာတော်တော်ချရမှာနော်တေချာအဲ့လိုအရွယ်အစားနဲ့အဲ့လိုလှကျင်နော်စဉ်းစားကြည့်လိုက် Harry Potter ရဲ့Deathly Hallows logo ဒီနားမှာထိုးလိုက်မယ်ဆိုလေဒီဟာနဲ့အဲ့ Deathly Hallows logo နဲ့တူသွားပြန်ရောဒီမှာဆိုလဲဒီသုံးခုကတန်းနေပြန်ရောငါတို့ရဲ့နေရာချထားမှုလေးတစ်ချက်ပေါ့နှစ်ခုကလက်တင်စဉ်းစားလိုက်အောင်ကဲမေးလားနော်ဟုတ်ဒီနားပဲထားလိုက်ဒီအာကာဆူကီ logo ဒီနားလောက်သွားထားအဲ့ဒါဆို fine တယ် ကဲဖယ်လိုက်တော့မလား ကဲဖယ်လိုက်ပြီ မင်းမှာဒီနေရာဘာရွတ်လို့ဖြစ်နေလို့ ဟိုကလုံးဝမင်းကိုအဲ့လိုဆောင်းတတူးထိုးစေခြင်းတဲ့ပုံစံရှိတယ်အဲ့လိုကြောမှာဂျပန်လိုလေသိလားတော့ဂျပန်သားတွေဆိုင်လေးကိုချစ်ဆုံးမှာဂျပန်လိုလှတယ်ကွာ ဟာနော် ဘောမှာအဲ့လိုမျိုးလက်တွေကိုစိုက်ဘာပတ်နေရလို့အဲ့လိုမျိုးပြန်ဖြုတ်ပြီးတော့အဲ့လိုတက်လို့ရရင်တော့ထိုးပြီးပေါက်ကိုလေးဆိုရင်ထိုးတာအဖွားနဲ့သွားတွေ့ရင်အဲ့လိုလက်လေးကိုဖြုတ်သွားယို တကယ်ချော ကျုံမဆောင်မိုက်တယ် ဟုတ်ပါဟောချင်းနေရပဲ ရှယ်ပဲအဲ့မင်းနဲ့ကူနဲ့ဘက်ကတူနေတာကွာအမဟုတ်ဒီလိုတွေပါရိုက်လို့ရတယ်ဘာညာဗောဒီလိုဆောင်းမိုက်တယ်ဒီဘက်ကတော့ငါတို့ပွဲစည်းမှာရှောက်ကတ်လို့ဖြုတ်သွားရှော်လိုက်တော့ဒီဘက်ကတော့တကယ်မိုက်တယ် ဟုတ်တယ်အဲ့လိုမျိုးပဲဆွဲနေတယ်ဒီမှာထိုးမှာ ဟုတ်လို့ပေါ့ နော် ဒီမဲ့ထိုးရမယ်လှကျက်တယ်ဟိုကုတ်ကမြင်းနဲ့ကွာကျက်တယ်ပေါ့ရဲ့ လာတယ် ဝိုး ဟွန်း ဝိုးကောင်းလာလား ကြောက်မှဆွဲလိုက် ဆွဲတယ်မင်းတဘောလေးမင်းထိုးနေတာထိုးဟုတ်တယ်အဲ့လိုမွေလေးတော့ထိုးလို့ရတယ်တတူးထိုးတာတဲ့ဖះမကြိုက်တာဟုတ်တယ်ဘာလို့လုပ်တာလဲတတူးထိုးတာဖះမကြိုက်တဲ့တဲမှာတော့မပါဘူးနော်မလုပ်ရမယ့်အယောင်းဝယ်၅ခုထဲမှာလည်းမပါဘူးတီလာ၅ပါးထဲမှာလည်းမပါဘူး လိုက်လာ ဟောတော့တမုံရိုက်ရမယ်ဖြဲတယ်လက်လေးကိုရင်ပြမယ်ဟုတ်ပြီကြောလေးကိုပြမယ်ဟုတ်ပြီဒီဟာလေးကိုပြမယ်
ခေါ် ကျေးဇူးတင်ပါတယ်ကြိုက်တယ် ကဲ guys နောက်ဆုံး last one ဘာထိုးသင့်လဲ Sasuke classmate အဲ့ဒါကိုငါတို့ဒီနားမှာဆွဲလိုက်ဒါဆို fine wine Naruto fan ဆိုတော့ Naruto တပုံတော့ဆွဲရမှာပေါ့ပတိပဲဟုတ်လားရဒီဘက်ကတော့ share ပဲကွာကဲဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့အားလုံးနှုတ်ဆက်ပေးပါ bye bye ပါ bye bye ပါတဲ့ကဲဆိုတော့ဒါကတော့ Yara လို့ခေါ်ပါတယ်ဆိုတော့ဒီကလာဆွဲပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် W Yara guys လောကကတ်တင်ရောအဲ့လိုမျိုးဆောက်တာမှာကြာတလူထိုးမှာမိုင်းစမ်း မီတို့မောင်လေးကိုပြ မိုင်းစမ်း show hey 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 show ကြိုက်လား ဘာကြီးလုံးနေလဲပေါ့ ကြိုက်လားဘယ်လိုသဘောရလဲထိုးရမလားမထိုးရဘူးလား ဟဲ့မထိုးနဲ့ မထိုးရဘူးလား no ရဖဲအော်ရချလိုက်မှာပူဖဲသွားတာကွာဒါမျိုးဟုတ်တယ်နော်ဖြစ်သွားပြီငါတို့ ဟယ်လိုဟုတ်အဲ့တော့တတူးထိုးတာဘာဖြစ်လို့လဲ တာရင်ဒီနေ့ခုနေတော့ဘာမှဖြစ်သေးဘူးအသက်ကြီးလာလို့တက်တူလေးနဲ့ဘာလေးနဲ့ကိုယ့်ရဲ့တတိတက်တက်နဲ့နေတဲ့ဟာဒီလိုကောင်းပါလေ ဘလို့မကောင်းတာတော့မင်းကလေဒီမှာအေးစေးဖြစ်နေတတူးတွေထိုးမယ်လေဘာညာပေါ့မရဘူးလားမရဘူးလားဘာလို့ပြဿနာရှိလို့လား အဲ့ဘာလုပ်မလဲလို့ဘာလုပ်မလဲလို့ကိုယ်မှလည်းတွေးတာတားလေး အဲ့လို ဘာလုပ်မှလဲဘူးမလေးကမကြိုက်မှမကြိုက်တဲ့လုံးရှောက်ပြီးတော့ ဘာလို့မှလဲကိုယ်မှတားပြီးသူလေးနဲ့ကိုယ်ကနေကိုတက်တက်ရဲ့ဒီဒီ သူများရင်ထိုးတော့ဒါလည်းထိုးနေတာပေါ့ ဘာလို့မှလဲဒီပါရဲ့ မင်းကဘယ်သူပြောတာတတူးထိုးလိုက်လေမင်းကဘယ်သူပြောတာ ဟုတ်တယ်ဒါမှမတွေ့ဘူးတော့ မင်းကမင်းကတေချာကြည့်လို့လားမင်းသူများပြောတာရှောက်ယုံ ဒီတားထိုးနေတယ်ပါဆိုင်လေးတူကိုနေတယ် မမေပုံနေပါလေထိုးမှာလေမျက်လုံးတွေပါလေထိုးမှာပေါ့ ကိုနဲ့ဘာနဲ့မှမထိုးနဲ့ ကို့မေမျက်လုံးတွေပါလေဒီမှာတေချာထိုးဖို့ဒါစဉ်းစားထားပြီဒါအခုစားစမ်းကြည့်လိုက်တာ အားရမကောင်းအသက်ကြီးလာလို့ချင်းကိုကနောက်တယ်ဘာမှမဟုတ်ကြီးတာပါဘာလို့ပါလဲလို့ ကြီးလာတော့ဘာဖြစ်လို့လဲမရဘူးလား ပုံမှန်ပါနဲ့ပြစ်ချပြီးတော့ သူလည်းထိုးခြင်းထိုးမှာပေါ့သူလည်းထိုးခြင်းထိုးမှာပေါ့ အေးတော့ပဲအမေဖိုက်ပြီးနေတော့လေ ဘယ်သူကပြောလဲမင်းတေချာလည်းမကြည့်ပဲနဲ့ဘာမှတတူးထိုးနေမှာအဲ့ဒါဟိုမှင်နေနဲ့ရှောက်ဆွဲနေတာ ပြင်လေတားထိုးနေအောင်ဒီရက်နဲ့ပြီးတော့ပြင်လေတားထိုးနေပြီးတော့အတား ထိုးမလို့လေထိုးမလို့အဲ့ဒါလိုက်မလိုက်သိကျင်လို့အဲ့ဒါမှင်နေနဲ့ဆွဲကြည့်တာမစိုးပါဘူးလိုက်ပါလေလိုက်ပါလေ ထိုးနေလို့ လိုက်ပါလေ မလဲမထိုးနေပါလေကိုကဘာမှဟိုဖြစ်တာကိုလည်းနိုင်ငံခြားသွားဘာသွားဆိုရင်အဲ့ဒါကြီးကလည်းကားနိုင်ဒီရောက်ဒီမှာဖြားနေလို့အသားကဖွင့်ကြည့်တာတွေ့ရတယ်လေအဲ့ဒါတောင်းတန်းပြောတယ် အဲ့လို အေးထိုးနေမထိုးနဲ့နော်မထိုးနဲ့ ဒါပဲဖုန်းကအရင်ချတာဟဲ့အောင်ဘယ်တော့မှကိုရင်ချရတယ်မရှိဘူးเนาะသူတို့ပဲရင်ချတာမှန်ပါလေ İşte kalas, backshots in mein Palast.